ကဲပြောချင်တာလေးပြန်ဖတ်ပြမယ်နော်ထောက်ကိုင်းမှာရှောက်လေရင်နဲ့ကိုချင်းချင်းမလို့မင်္ဂလာပါမြန်မာပဲမလားလို့နှုတ်ဆက်တာဟုတ်တယ်မြန်မာမဟုတ်ဘူးကျမကမွန်ဆိုပြီးပြန်ပြောလို့တဲ့အဲ့တော့မြန်မာနိုင်ငံသားလို့မပြောချင်ဘူးဆိုရင်မြန်မာနိုင်ငံသားအဖြစ်ကစွန့်လို့ခုနကပြောတဲ့နိုင်ငံသားမှာမေးလိုက်တယ်ဟေးမြန်မာလားလို့မေးလိုက်တယ်မဟုတ်ဘူးကျမကမွန်မာလို့ခုနကပြန်ပြောတယ်နော်ဆိုတော့မြန်မာလားဆိုမွန်မာလို့ပြန်ပြောတဲ့ခါကျတော့မြန်မာလားဆိုတာကျမတို့ကမြန်မာနိုင်ငံသားလားလို့ကျမတို့ကပြောတာမြန်မာစကားပြောတဲ့မြန်မာနိုင်ငံသား citizen ကိုပြောတာ citizen ကိုပြောတာနော်ကျမတို့ဆိုလို့ရှိရင်ကျမတို့နိုင်ငံတွေဘယ်နိုင်ငံကိုပဲဝင်ကျမတို့ကဖောင်နေဖြစ်ရတယ်မဟုတ်လားဖောင်နေဖြစ်ရတယ်ကတ်တီဖြစ်ရတယ်ဆိုရင်ဘာလို့ဖြစ်လဲ citizen ညမှာဘာဖြစ်လဲမွန် citizen လို့ဖြစ်လားကျမတို့ဆိုကရင် citizen လို့ဖြစ်လို့ရလားကချင် citizen လို့ဖြစ်လို့ရလားမရဘူးနော် citizen ညမှာဘာဖြစ်ရလဲကျမတို့ worldwide ကျမတို့ကခရီးထွက်ကြပြီဆိုလို့ရှိရင်အဲ့ဒီနိုင်ငံတွေသက်ဆိုင်ရာနိုင်ငံတွေက arrival ကတ်တွေဖြည့်ပြီဆိုရင်ကျမတို့ဘာလို့ဖြစ်ရလဲ citizen ညမှာဟဲ့ငါတော့ကရင်မလို့ငါတော့ကရင် citizen ကရင်လို့ဖြစ်လို့ရလားအဲ့ဆိုအဲ့နိုင်ငံလက်ခံပါလားဘာလို့ဖြစ်ရလဲမြန်မာလို့ပဲဖြစ်ရတယ်မြန်မာနိုင်ငံသားမလို့အဲ့တော့ဗမာနဲ့မြန်မာနဲ့ကိုမသေးခွဲဘူးဖြစ်နေတာကရင်တိုင်းရင်းသားမြန်မာနိုင်ငံသားကရင်လူမျိုးမြန်မာနိုင်ငံသားကချင်လူမျိုးမြန်မာနိုင်ငံသားကယားလူမျိုးမြန်မာနိုင်ငံသားမြန်မာဆိုတာကနိုင်ငံကိုကိုစားပြုတာဗမာဆိုတာကလူမျိုးကိုကိုစားပြုတာကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းအဲ့တော့တချို့တိုင်းရင်းသားတွေကအမြင်မကျေသေးတာလားကျမတို့ခုနကပြောသလိုမျိုးပေါ့တခုခု something wrong လာတော့မပြောတတ်ဘူးเนาะအဲ့တော့မြန်မာလားဆိုလို့ရှိရင်မဟုတ်ဘူးမွန်မဟုတ်ဘူးကချင်မဟုတ်ဘူးကရင်ဆိုတာတွေကလေနိုင်ငံသားမှာပဲဖြစ်ပေါ့ကိုကမေးကြရဆိုမြန်မာလားဆိုတာကျမတို့ကနိုင်ငံသားကိုနိုင်ငံကိုကိုစားပြုပြီးတော့မှမေးတာမြန်မာနိုင်ငံသားလူမျိုးကိုကိုစားပြုတာဒီကျမကတော့မြန်မာနိုင်ငံသားပါကချင်လူမျိုးဖြစ်ပါတယ်ကျမကတော့မြန်မာနိုင်ငံသားကရင်လူမျိုးဖြစ်ပါတယ်အခုကျမကရင်မလို့ကျမအခုထိုင်းကိုသွားတဲ့အချိန်မှာကျမဖြစ်ရပြီเนาะထိုင်းမှာဖြစ်ရပြီဆိုတော့ကျမတို့အခုဆိုရင်ဒါကြိုပြီးတော့မှစင်ကာပူတို့ထိုင်းတို့သွားပြီးတော့မှကျမတို့သွားရင်ကတ်တွေဖြစ်ရတယ်အဲ့ကြလို့ရှိလို့ရှိရင်ဘယ်လိုဖြစ်ရလဲကရင်လို့ဖြစ်လိုက်လို့ရလား citizen နေရာမှာလေကျမကရင်မလို့ကျမ citizen နေရာမှာဖြစ်တဲ့နေရာမှာကျမကရင်ဆိုရင်ကျမ accepted ဖြစ်မလားဘယ်ဖြစ်မလဲနိုင်ငံကိုစားပြုတဲ့ဟာကိုပဲသုံးလုံးရတယ်နိုင်ငံမြန်မာနိုင်ငံသားအဲ့တော့မြန်မာနိုင်ငံသားလို့မပြောချင်ဘူးဆိုရင်မြန်မာနိုင်ငံသားအဖြစ်ကစွန့်လို့မြန်မာ passport ကိုမကင်နဲ့ဟုတ်လားအဲ့တော့ကျမတို့ကအမေရိကန်မှာနေတယ်အမေရိကန်နိုင်ငံသားဖြစ်သွားပြီဘာပဲဖြစ်ရလဲမြန်မာပဲဖြစ်ရတယ်citizen American citizen nationality မြန်မာသိလားအဲ့တော့လူမျိုးကိုမပြောက်သွားပါနဲ့မြန်မာလို့ပြောရတာမရှက်ပါနဲ့ဘာဖြစ်လို့လဲမြန်မာစကားပြောတယ်တိုင်းရင်းသားကျမတို့လည်းတိုင်းရင်းသားပဲဒီလိုပြောလို့ကျမအောင်ဗမာလူမျိုးကြီးွာတာဗမာလို့ပါမပြောနဲ့ကျမတို့လည်းကရင်เนาะကျမတို့လည်းမြန်မာနိုင်ငံသားကရင်လူမျိုးအဲ့တော့ကဘာကျမကဒါ knowledge အနေနဲ့ပြောပြတာเนาะကျမတို့အခုနိုင်ငံရဲ့ကိုသွားပြီးတော့မှအလုပ်လုပ်ကြတယ်ဆိုတဲ့နေရာမှာဥပမာထိုင်းဆိုအခြေခံလုပ်သားတွေအရန်ပေါ်တယ်เนาะဥပမာမွန်ဘက်ကဆိုကျမတို့အရင်မွန်မာနေနေရလေမွန်ပြည်နယ်မှာနေနေရရှမ်းပြည်တက်တယ်ဆိုတော့သူတို့ကယူရီးယားကိုသွားပြီးအလုပ်လုပ်တာကိုပြောတာเนาะမွန်အများစုဆိုယူရီးယားမှာအများကြီးရှိတယ်အဲ့တော့သူတို့ကမေးတယ်ဆိုလို့ရှိရင်သူကမွန်လို့ပဲသူကဒီစားပြောကြတာပေါ့เนาะဒါပေမဲ့နိုင်ငံသားတွေမြန်မာနိုင်ငံသားဖြစ်ပါတယ်နော်အဲ့တော့ citizen ဆိုတဲ့နေရာမှာမြန်မာနိုင်ငံသားအဲ့တော့ကျမတို့ကတိုင်းပြည်တစ်ခုခုမှာကဲမွန်လူမျိုးကပဲဖြစ်ဖြစ်ကရင်လူမျိုးကပဲဖြစ်ဖြစ်နော်ကျမနိုင်ငံတစ်ခုခုရောက်သွားတယ်ဆိုပါစို့ကျမနိုင်ငံတစ်ခုခုရောက်သွားကျမနိုင်ငံတစ်ခုခုမှာပြဿနာတက်တယ်ဆိုပါစို့အကျယ်တုံးရင်ပေါ်ပြကြတယ်ဆိုပါစို့ကျမကရင်လူမျိုး Elmonten လို့ပြောမှာလားမြန်မာ citizen မြန်မာနိုင်ငံသား Elmonten လို့ပြောမှာလားကရင်နိုင်ငံသား Elmonten လို့ပြောမှာလားမြန်မာနိုင်ငံသား Elmonten လို့ပြောမှာလားမြန်မာနိုင်ငံသားလို့ပဲဖော်ပြမှာဘာဖြစ်လို့လဲဆိုတော့ country ဒီမြန်မာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ country ကနေပေါက်ပွားလာတဲ့ဒီ country ကနေပြီးတော့မှကြီးပြင်းလာတဲ့ဒီ country ကနေပြီးတော့မှpassport ကိုကင်ထားတဲ့သူတွေဒီအကုန်လုံးမြန်မာ citizen ပဲဖြစ်တယ်ဘာတိုင်းရင်းသားပဲဖြစ်ဖြစ်တိုင်းရင်းသားဆိုတာကကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းစတဲ့တိုင်းရင်းသားဒီ
မျိုးနယ်စုအကြီးပေါ့အများကြီးရှိသေးတာပေါ့နော်အဲ့တော့အဲ့ဒီမျိုးနယ်စုအကြီးကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်တယ်ကရင်နိုင်ငံရဲ့လို့မရှိပါဘူးမွန်နိုင်ငံရဲ့လို့ရှိလို့လားကချင်နိုင်ငံရောရှိလားချင်းနိုင်ငံရောရှိလားမရှိပါဘူးเนาะအဲ့လိုခွဲခြားပြောလို့မရ